ဟေရှာယနာဂတိကျမ်းမှာဖတ်ရှုခြင်းငါသည်ပင်ပန်းသောသူအားမားစခြင်းကစကားပြောတတ်မည်ကြောင်းအရှင်ထာဝရဘုရားသည်လူတဲ၏နှုတ်သက်တိကိုငါအားပေးတော်မူပြီးမနက်စဉ်တိုင်းငါကိုနှိုးတော်မူ၏စာတင်သောသူကဲ့သို့နားထောင်စေမည်ကြောင်းငါနာကိုနှိုးဆော်တော်မူ၏အရှင်ထာဝရဘုရားသည်ငါနာကိုဖွင့်တော်မူ၍ငါလည်းမငြင်းမဆန်နောက်တို့မဆုံးရိုက်တော်သူတို့အားငါကြောကို၎င်းနပန်းဆန်ကိုနှုတ်တော်သူတို့အားငါဘာကို၎င်းငါအံ့၏အဆက်ခွဲခြင်းနှင့်တရွေထွေးခြင်းမှငါသည်ကိုမျက်နာကိုမလွဲအရှင်ထာဝရဘုရားသည်ငါကိုဆောင်မတော်မူလိမ့်မည်ထို့ကြောင့်ငါမရှုံးရသည်ဖြစ်၍ကိုမျက်နာကိုမိကြောက်ကဲ့သို့ထားလျက်ဆက်ကြောက်ခြင်းသို့မရောက်ရဟုငါသိငါကိုအပြစ်လွတ်တော်သူသည်အနီးမှရှိအဘယ်သူသည်ငါနှင့်တရားတွေ့မည်နည်းပြန်၍နေကြကုန်ဟန်အဘယ်သူသည်ငါနှင့်ရံပတ်ပြုမည်နည်းထိုသူသည်ချင်းကပ်စေကြည့်ရှုလောအရှင်ထာဝရဘုရားသည်ငါကိုဆောင်မတော်မူမည်အဘယ်သူသည်ငါကိုတရားရှုံးစေမည်နည်းထိုသို့သောသူအပေါင်းတို့သည်အဝိကဲ့သို့ဟောင်းနှံခြင်းသို့ရောက်ကြလိမ့်မည်။ပိုးကိုက်စားခြင်းကိုလည်းခံရကြလိမ့်မည်။ဖျားသခင်နှုတ်ကပတ်တော်၏။